ကဲထိုင်းသွားရင်ကောင်းမလားမလေးသွားရင်ကောင်းမလားစင်ကာပူသွားရင်ကောင်းမလားဒူဘိုင်းသွားရင်ကောင်းမလား passport လက်ထဲမှာရှိတယ်ငါဘယ်နိုင်ငံသွားရင်ကောင်းမလဲလို့စဉ်းစားနေတဲ့လူတွေကိုကျွန်မရှင်းပြမယ်ဘယ်နိုင်ငံသွားရင်ကောင်းမလဲဆိုတော့ကိုတွက်ကြည့်မယ်ပေါ့ကွာကဲထိုင်းကိုအရင်ပြောမယ်ထိုင်းကိုသွားမယ်ဆိုလို့ရှိရင်အနည်းဆုံးအောက်လန်းပဲတက်အလဲဗီဇာနဲ့ပဲတက်နော်အောက်လန်းပဲလာအလဲဗီဇာနဲ့ပဲလာ40 50ကုန်ပါပဲ40 50ကုန်မယ်40 50ကုန်တဲ့ခါကျတော့လိုက်ထိုင်းလဲရောက်ကောအလုတ်ရှာလိုက်ပြီးလှုပ်လိုက်တော့တစ်လဘလောက်ရှာနိုင်လဲဆိုတော့အနည်းဆုံး15သိန်းနောက်15သိန်းစားလိုက်တောက်လိုက်သူချိုးနေရတဲ့ဈေးငိမ့်ချိုးနေရတဲ့ဈေးမငိမ့်ကဲဘယ်လိုပဲဖြစ်တော့10သိန်းလောက်စုမယ်ကွာ10သိန်းလောက်စုမယ်10သိန်းလောက်ကိုကြံတဲ့ဟာကိုချုပ်ချပြီးစားတော့တချို့တွေ10သိန်းလောက်မစုနိုင်ပါဘူး10သိန်းလောက်စုမယ်ဆိုရင်1000လောက်ရတဲ့နေရာမှာ10သိန်းလောက်စုနိုင်တယ်ဒါတချို့နေရာဈေးငိမ့်နေဆို10သိန်းလောက်ရတယ်တချို့နေရာဈေးမငိမ့်တဲ့အတွက်ဟိုအဲ့ဒီ1000ထက်ကြော်တာရတယ်ဆိုတော့အနည်းဆုံးကတော့10သိန်းလောက်တော့စုနိုင်တယ်ဆိုတော့40 50ရင်းလို့40 50ရင်းလိုက်ရင်တစ်လကို10သိန်း15သိန်းရတယ်ဝက်ပါမစ်လုံးမယ်ဘာပွင့်လို့ဝက်ပါမစ်လုံးမယ်တရားဝင်နေထိုင်ခွင့်ရအောင်လုံးမယ်ဆိုရင်လဲလူတစ်ယောက်ရဲ့လောက်အားကတစ်လခွဲလောက်အားခနဲ့1000ခွဲလောက်နဲ့ဘတ်ငွေ1000ခွဲလောက်နဲ့ဝက်ပါမစ်လုံးလိုက်ပြီဆိုရင်ကိုဒီရင်ကော့ကောင်းမတရားဝင်နေလို့ရသွားပြီပုံမှန်လဲအလုပ်ရသွားပြီတစ်လကို10သိန်း15သိန်းနဲ့ရှာလို့ရသွားပြီဘယ်လောက်ရင်းခဲ့လဲ40 50ဟုတ်ပြီနော်ကဲဒါဆိုရင်မလေးကြတော့မလေးလက်ထုံနေတူအင်းနီ၎င်းပဲအလဲဗီဇာနဲ့ပဲလာအောက်လန်းနဲ့ပဲလာနော်အလဲဗီဇာနဲ့ပဲလာအောက်လန်းနဲ့ပဲလာကုန်ကြစိတ်ဒီ60အလုပ်အပအပီးစီဆိုရင်နော်60အထက်တွေပဲနော်65 80 85 80တချို့မဟုတ်အင်ဂျင်တောင်းတောင်မတူဘူး60 80ပဲမှန်းထားတယ်60 80လောက်မှန်းထားလိုက်ပြီးတော့60 80ကြားမှာမှန်းလိုက်တယ်နော်ပြီးတော့ဟိုမှာကျတော့လောအားကဘယ်လောက်ရမလဲဆိုတော့1900 1800 2000လောက်မှန်းနေတယ်အဲ့လောက်ပဲမှန်းထား1500 basic လောက်နဲ့တချို့ကျတော့1500 1600 1900ထားလိုက်အောင်နော်15သိန်းဝင်းကြည့်မယ်မှန်းထားနော်15သိန်းဝင်းကြည့်ပဲမှန်းထားပြောမယ်ဆိုတော့15သိန်းနဲ့ထိုင်းမှာလည်းအလောက်တော့ရှာနိုင်တယ်မလေးမှာလည်းအလောက်ပါပဲဒါပေမဲ့မလေးမှာဘာပုံများလဲဆိုတော့အလုတ်နည်းနည်းပေါ်တယ်အလုပ်နည်းနည်းပေါ်တယ်ထိုင်းကြတော့အလုပ်နည်းနည်းရှားတယ်ဆိုတာထိုင်းစကားတက်မှာတို့ဟိုဝက်ပါမစ်ရှိမှာတို့ဆိုနည်းနည်းအလုပ်ရှားတာခက်တယ်နော်မလေးကြတော့ overstay တွေများတယ်ဆိုတော့ဒါတွေကတိတ်မလို့အလုပ်နည်းနည်းရှားလွယ်တယ်ပေါ်တယ်နော်အဲ့လိုရှိတယ်ဆိုတော့လုံအားခချင်းကြတော့တကယ်လို့မလေးသွားပြီးတော့ဟိုမလေးမှာကြတော့လုံအားခကနည်းနည်းထိုင်းမှာထက်နည်းနည်းပိုပြီးတော့ဟိုလုံအားခကြတော့ထိုင်းမှာထက်နည်းနည်းပိုပြီးတော့4-5သိန်းလောက်နည်းနည်းများရင်များလိမ့်မယ်နော်4-5သိန်းလောက်များရင်များလိမ့်ဒါပေမဲ့ထိုင်းမှာဝက်ပါမစ်ကတစ်လခွဲလူတယောက်ရဲ့တစ်လခွဲလစာနဲ့လုံးလို့ရပေမဲ့လည်းပဲမလေးမှာကြတော့မရအောင်မလေးမှာကြတော့အနည်းဆုံး9000အထက်မှာရှိတယ်နော်9000အထက်မှာရှိတယ်ဆိုတစ်လ1500နဲ့ပဲမင်းစုပြီးတော့ပါမစ်လုံးမယ်ထားအောင်တစ်လ1500နဲ့စုလိုက်တယ်မင်းလုံအားကဘယ်နှလလောက်စုရမယ်နော်4 လ 5 လလောက်စုမှလုံးဝမသုံးမဆွဲပဲနဲ့4 လ 5 လလောက်စုမှဒီ9000လောက်ပြည့်မှနောက်စုထားမှပါမစ်ဖွင့်တဲ့ချိန်ပါမစ်လုပ်လို့ရမယ်ဆိုတော့ပါမစ်လုပ်ဖို့လဲ4-5 လလောက်အလုပ်လုပ်ရမယ်နောက်ပြီးတော့ရင်းလာတဲ့ပတ်စံ350 60လဲကုန်အောင်မယ်အဲ့နှစ်ခုပြီးမှမင်းဒီရင်ကော့ခေါင်းမောနဲ့အလုပ်လုပ်နိုင်ပြီးမှတစ်လကို15သိန်း30ရှာနိုင်မယ်နော်ဂျန်နဲ့စင်ကာပူနဲ့ဒူဘိုင်းနဲ့ကိုပြီးဆက်ပြောပေးမယ်နော်